ဒီနေ့မှာတော့ကမ္ဘာအကောင်းဆုံးဘောလုံးသမားတွေကတယောက်အောင်မြင်မှုနဲ့စ조사မှုကိုတကယ်ပြသနိုင်ခဲ့တဲ့လူတယောက်သူဟာခရစ္စတီယာနိုရိုနယ်ဒိုပါပဲဒါပေမဲ့သူ့ဘဝဟာအစကတည်းကအောင်မြင်ခဲ့တာမဟုတ်ပါဘူး1985ခုနှစ်ဖေဖော်ဝါရီ9ရက်နေ့မှာဖွန်ချာဆိုတဲ့ကျွန်းမြို့ဒီမှာခရစ္စတီယာနိုရိုနာဒိုကိုမွေးဖွားခဲ့ပါတယ်။သူ့မိသားစုဟာအရန်ကိုဆင်ရဲခဲ့ပြီးအိမ်ငယ်လေးတစ်လုံးထဲမှာမိသားစု6ယောက်နေခဲ့ရပါတယ်။သူ့အဖေကအရက်တောက်တတ်သူတစ်ယောက်ဖြစ်ပြီးအလိုလည်းမတည်ငြိမ်ခဲ့ပါဘူး။ဒါပေမဲ့ရိုနာဒိုရဲ့အိမ်မက်တစ်ခုကတော့ဘောလုံးကစားသမားဖြစ်ဖို့ပါပဲ။ ရိုနယ်ဒိုကငငယ်ကလေးကဘောလုံးကိုမမောခဲ့ပြီးနေ့တိုင်းကစားနေသူတစ်ယောက်ပါအသက်12နှစ်ရောက်ချိန်မှာသူဟာမိသားစုကိုခြံပြီး Sporting CP အထမ်းမီကို join ဖို့ Lisbon ကိုတွားခဲ့ပါတယ်ငယ်ရွယ်တဲ့ကလေးတစ်ယောက်အတွက်မိသားစုကနေခွာနေရတာဟာအယမ်းခက်ခဲပါတယ်ဒါပေမဲ့ရိုနယ်ဒိုကမျက်ရည်မကျဘူးသူ့အိမ်မက်ကိုမလွတ်ဘူးအသက်15နှစ်မှာရိုနယ်ဒိုကိုနှလုံးပြဿနာတစ်ခုတွေ့ရှိခဲ့ပါတယ်ဒီပြဿနာကြောင့်သူဘောလုံးဘဝအဆုံးသတ်နိုင်ပါတယ်။ဒါပေမဲ့အောင်မြင်သူတွေဟာလွယ်နဲ့မလဲဘူး။သူဟာ surgery လုပ်ပြီးမကြာခင်မှာပဲပြန်ကစားနိုင်ခဲ့ပါတယ်။ ရိုနယ်ဒိုရဲ့ talent ကို Manchester United က2003ခုနှစ်မှာတွေ့ရှိခဲ့ပါတယ်။ coach Sir Alex Ferguson ကသူ့ကိုခေါ်ယူခဲ့ပြီးရိုနယ်ဒိုရဲ့ဘဝကိုပြောင်းလဲသွားစေခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစပြီးရိုနယ်ဒိုဟာကမ္ဘာအကောင်းဆုံး player တစ်ယောက်ဖြစ်လာပါတယ်။ ရိုနယ်ဒိုဟာReal Madrid ကိုဖြောင်းရွှေ့ပြီး record တွေတစ်ခုနောက်တစ်ခုချိုးဖျက်ခဲ့ပါနဲ့ Ballon d'Or ဆုတွေ Champions League titles တွေအများကြီးကိုရရှိခဲ့ပါတယ်2016ခုနှစ်မှာရိုနယ်ဒိုဟာပေါ်တူဂီကို Euro Champion ဖြစ်အောင်ဦးဆောင်ခဲ့ပါတယ်ဒါဟာသူ့ဘဝတွေကအရေးကြီးဆုံးအောင်မြင်မှုတစ်ခုပါအသက်ကြီးလာပေမဲ့ရိုနယ်ဒိုကမရတန်ဘူး Juventus ပြီးတော့ Al Nassr မှာလည်းအောင်မြင်မှုတွေဆက်လက်ဖန်တီးနေစေပါခရစ္စတီယာနိုရိုနယ်ဒိုရဲ့ဘဝကတခုကိုတင်ပေးပါတယ်မင်းစင်ရဲလို့မဖြစ်နိုင်ဘူးလို့မဆိုလိုဘူးမင်းအိမ်မက်ကြီးတခုရှိရင်မလွှတ်လိုက်ပါနဲ့သူဟာ talent တယောက်မဟုတ်ဘူးသူဟာစူးစမ်းမှုရဲ့တတ်သေးပါပဲ